ကာရင်တန်မှာကြံရစ်ခဲ့တဲ့ United ရဲဘော်10ဦးနိုင်ငံတကာပွဲစဉ်တွေကြောင့် Premier League ပွဲစဉ်တွေခေတ္တနားနေပေမဲ့ Manchester United ရဲ့လေ့ကျင့်ရေးကွင်းကာရင်တန်မှာတော့အလုပ်တွေရှုပ်နေသေးပါပဲဘုံမောင်းနဲ့2 9စီတည်ကြပြီးနောက်အဆင့်3နေရာမှာရပ်တည်နေတဲ့ United အတွက်ကတော့အခု International Break ကအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်April 13 ရက်မှာကစားရမယ့် Leeds United နဲ့ပွဲစဉ်အတွက်အသင်းသား10ဦးဟာနိုင်ငံတကာပွဲတွေသွားမကစားပဲကာရင်တန်မှာအပိုဆောင်လေ့ကျင့်မှုတွေပြုလုပ်နေကြပါတယ်ခန်းစင်းမှာဆိုရင်တကောက်ကျော်တန်ရာကြောင့်နားနေရတဲ့ Patrick Dorgu ကတော့တကူတော်လေ့ကျင့်ခန်းတွေပြန်စနေပါပြီ။ဒါ့အပြင် Dilit နဲ့ Lisandro Martinez တို့ကလည်းအမြန်ဆုံးပြန်လာနိုင်ဖို့ကြိုးစားနေကြပါတယ်။တိုက်စစ်မှာဆိုရင် Brian Mbeumo နဲ့ Benjamin Sesko တို့ဟာကြိုတင်ကာကွယ်တဲ့အနေနဲ့သူတို့ရဲ့နိုင်ငံလက်ရွေးစင်အသင်းတွေကနေနှုတ်ထွက်ခဲ့ပြီးကာရင်တန်မှာကြန့်ခိုင်မှုပြန်လည်ပြီးစောင့်နေကြပါတယ်။အင်္ဂလန်အသင်းမှာအရွေးမခံရတဲ့ Mason Mount, Luke Shaw နဲ့နယ်သာလန်အသင်းမှာမပါဝင်လာတဲ့ Zexi, Malaysia တို့အပြင်ဝါရင်ကိုသမား Tom Heaton တို့ကလည်းအသင်းမှာပဲဆက်ရှိနေပါတယ်။နာမည်လီ United နဲ့ပွဲစဉ်မှာဒီကစားသမားတွေအားလုံးကြန့်ခိုင်မှုပြပြဝဝနဲ့ပြန်ပါလာနိုင်မလား။ United ပရိသတ်ကြီးကဘသူ့ကိုအမြင်ကျဆုံးလဲ။ကွန်မန့်မှာပြောသွားပေးပါဦးနော်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးကြောင်းရာတွေကိုနေ့တိုင်းကြည့်ရှုနိုင်မှုကျမတို့ရဲ့ Ashot the Page Channel ကို Like and Follow လုပ်ထားပေးဖို့ပြောကြားလိုပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။